အော်တိုဘယ်လအခြေခံကိုတစ်ချက်ကြည့်ကြည့်အောင်ထိုင်ဝမ်လေရဲ့အခြေခံတော့ပြောမယ်ဆိုရင်တပ်ပါတီဝင်နေတာတွေရှိကောင်းရှိနိုင်မယ်တနည်းအားဖြင့်ကိုယ်ကြိုက်ရတဲ့နဲ့နောက်တစ်ယောက်ထားနေရထင်လွဲမှုတွေကြုံရနိုင်တာတွေစကားများတွေတော့ဖြစ်နိုင်တယ်ဆိုတော့အော်တိုဘယ်လလေးမှာဖိုက်ဝဲနေတဲ့ကတော့တတိထားမယ်တန်တရားဝင်နေတယ်စိတ်ထဲမှာတို့ခုမှိုင်းနေပြီလို့ခံစားနေရတယ်ဆိုရင်တော့အမှန်တရားတွေပေါ်ပေါက်လာဖို့အတွက်ဖြစ်ပါတယ်အခြေရေးမှာထူးသောသူတွေကမဖောက်ပြန်ဘူးတက်ပါတီမရှိဘူးဆိုရင်တော့မှပဲကိုမဟုတ်တဲ့ခြားသူတရားကိုမျက်စိကျနေရမျိုးတွေကိုဒါကျူးမဆိုင်ပေးတာမျိုးတွေမချစ်ပေးတာမျိုးတွေကိုတွေ့နေရပါတယ်ဆိုတော့ဖိုက်တွေ့လေးတွေတက်ကတော့အခြေရေးကကောင်းပါတယ်အော်တိုဘယ်လမှာမင်းတို့ကိုမင်းတို့နားလိုက်ပေးဖို့ကြိုးစားတော့တစ်ဖက်သူကလည်းမင်းတို့ရဲ့စိတ်ကိုအရယူနိုင်ပါလိမ့်မယ်ဆိုတော့ဖိုက်တွေ့တွေတက်ကတော့ကံကောင်းတယ်လို့ပြောပြရစေ crash နဲ့ပတ်သက်ပြီးတော့လည်းကောင်းတဲ့ energy လေးတွေရနေပါတယ်ဒီနေ့တရားပေါ့နော်အပြန်လည်နားလည်မှုလေးတွေပေးမဲ့အခြေအနေလေးကိုရောက်ရှိနေပါတယ် relationship သမားတွေလည်းပဲအခြေရေးမှာကံကောင်းနိုင်ပါတယ်ဒီနေ့တရားနားလည်မှုလဲတာရှိရင်ပြန်ပြီးတော့အဆင်ပြေနိုင်မယ်ဆိုတော့ဖိုက်တွေ့တွေကနည်းနည်းတော့ထူးခြားတယ်ဖိုက်တွေ့တွေဘဝတွေကိုလူတယောက်ကရွေးချယ်ထားပြီးသားကိုယ်ရွေးချယ်လို့မရဘူးတခြားသူရှာလို့မရဘူးဒီလူနဲ့ပဲဘဝကိုရှေ့ဆက်ပြီးတော့သွားပေးဆိုတဲ့အခါမှာအခြေရေးမှာ long term relationship တွေကိုဒီ fight ထဲမှာတွေ့ရတယ်ဆိုတော့မင်းတို့ဒီလူနဲ့ပဲဒီလူရှေ့ဆက်ရပါလိမ့်မယ်ဆိုတော့ October လတက်ကတော့ဒီထက်ပိုပြီးတော့ကံကောင်းတယ်ကိုယ့်ရဲ့ဘဝလက်တွဲပေါ်ဆိုတာသူပါလားဆိုတာကိုတေချာလေးသိမြင်သွားရမယ်တချို့သောသူတွေကလည်းပဲဒီမှာဆိုရင်တငယ်ချင်း energy မျိုးပါတယ်ပေါ့နော်တငယ်ချင်းနေရာနေအဆင့်တက်ပြီးတော့တနေ့တယောက်ပေါ့နော်အခြေရေးကံလေးတွေကောင်းကြပါလိမ့်မယ်